အမျိုးသမီးကဆက်လက်ရွက်တွေလှီးနေတယ်ဒါပေမဲ့အဲ့ဒီထဲမှာဗီဇပြောင်းသွားတဲ့ပက်ကြီးတစ်ကောင်ပါနေမှန်းသူမသိလိုက်ဘူးဓာတ်နဲ့ထစ်လိုက်တော့ပက်ကြီးကွဲထွက်သွားပြီးအချွဲတွေကျန်တဲ့အထိဖြစ်သွားတယ်အမျိုးသမီးကဆက်လက်ရွက်တွေကိုရေတောင်မစေးပဲဟင်းသီးဟင်းရွက်တုပ်လုပ်လိုက်တယ်သူမကိုယ်တိုင်တကိုင်းမှမစားပဲခင်မုန်းဖြစ်သူကိုအကုန်ကျွေးလိုက်တယ်ခင်မုန်းဖြစ်သူကသူမရဲ့ချက်ပြုတ်မှုအရေးသွေးကိုချီကျူးပြီးတက်တက်လွတ်ဟင်းလျာတွေနဲ့တောင်အသားမွေးရနဲ့မွေးအောင်လုပ်နိုင်တာပဲလို့ပြောတယ်နိုးလာတဲ့အခါခင်မုန်းဖြစ်သူဘိုက်အောင်လုံးလို့မခံစားနိုင်တော့ဘူးဒါပေမဲ့ဘိုက်အောင်ဆေးနဲ့ပြပဲတောက်ပြီးအလုတ်ကိုအလင်းစလိုသွားတဲ့ဖောက်တယ်တွေနဲ့တွေ့တုံးသူ့ဘိုက်ထဲမှာတခုခုရှိနေတယ်လို့အဆက်မပြတ်လှုပ်ရှားနေတယ်လေချောင်းကနေဦးမကြီးထိပြန်လန်ကူးခတ်နေတယ်အန်ဂျင်စင်ဂျင်ဖြစ်နေတယ်ဖောက်တယ်ကသူ့မျက်နှာအမူအရာမူမမှန်တာကိုမြင်တော့သူ့ကိုယ်သူထင်မြင်ချက်တခုခုရှိနေတယ်လို့ထင်လိုက်တယ်သူကဖောက်တယ်ကိုခင်မင်းရင်းနှီးသူတယောက်လိုပြောပြီးအိမ်သားကိုအလင်းစလိုပြေးသွားတယ်မျက်နှာတစ်ပြီးတာနဲ့ခေါင်းမောကြည့်လိုက်တော့နှာခေါင်းပေါက်ကနေသွေးတွေစီးကျနေတာကိုတွေ့လိုက်ရတယ်အလုံးမပြုတ်ချင်လို့ကိုခန္ဓာမအီမတာဖြစ်နေတာကိုတီးခံပြီးစပွဲစီပြန်လာတဲ့ဝိုင်းဖန်ကွက်ကိုကောက်ကင်လိုက်ပြီးတောင်းပန်တယ်အဲ့ဒီအချိန်မှာပဲနှာခေါင်းပေါက်ကနေသွေးတွေထက်စီးကျလာတယ်ဘီယာတစ်ခွက်လုံးအနှစ်80ကြာလက်ဖီတီဖြစ်ပြောင်းသွားတယ်လို့ဖြစ်သွားတယ်ပြီးတော့ခေါင်းခွဲကြည်လူနီးပါးနာကျင်လာတဲ့သွေးကြောတွေထဲမှာပိုးကောင်ထောင်နဲ့ချီရှိနေတယ်လို့ခံစားရပြီးအဲ့ဒီပိုးကောင်တွေကထိန်းချုပ်မရအောင်တွားကမြေကြီးပေါ်ပြုတ်ကျလာတဲ့နောက်တစ်စက္ကန့်မှာပက်ကြီးအစီဖုံးကြီးတွေသူ့ပါးစပ်မျက်လုံးနှောက်ခေါင်းပေါက်တွေကနေအစုလိုက်အပြုံလိုက်ထွက်လာတဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးအဲ့ဒီပက်ကြီးတွေရဲ့အစာအဖြစ်ခံထားရပြီးနေရာတိုင်းမှာတေးဆုံးသွားတဲ့စားတောက်ဆိုင်တွေကလူတွေအားလုံးထိတ်လန့်သွားကြတယ်သူတို့မသိလိုက်တာကအဲ့ဒီအချိန်မှာမြို့တစ်မြို့လုံးကဗီဇပြောင်း broadfish ငါးပြားကြီးတွေကျူးကျော်ခံထားရပြီးနေရာတိုင်းကိုပြန့်နှံ့နေပြီဆိုတာပါပဲအဲ့ဒီ broadfish အချို့ကပိုက်လိုင်းတွေတိုင်းတွားသွားပြီးအိမ်တွေထဲဝင်လာတဲ့နည်းနည်းလေးပေါ်စားရင်စပွဲပေါ်ကအသားဟင်းဖြစ်သွားလိမ့်မယ်တချို့ကပူနွေးတဲ့နေရာတွေကိုကြိုက်တဲ့အတွက်လူတွေရဲ့အဝတ်စားတွေကိုခိုးဝင်တတ်တယ်အဖိုးအိုတယောက်ကဥယျာဉ်ထဲမှာပန်းပင်တွေညှက်နေတယ်သူ့လက်အိတ်တွေ broadfish ဖြစ်သွားမှန်းလုံးဝမသိလိုက်ဘူးဒါကိုတန်တရားမရှိပဲလက်အိတ်ဆွတ်လိုက်တယ်ပြီးတော့ပြင်းထန်တဲ့နာကျင်မှုကတကိုယ်လုံးပြန့်နှံ့သွားတယ်လက်ဖွားကိုတခုခုကကိုက်နေတယ်လို့ခံစားလိုက်ရတယ်အချင်းချင်းရိုက်ပေမဲ့မရဘူးအဖိုးအိုကခေါင်းမဲ့ရင်ကောင်လို့နေရာတကာခုံပေါက်ပြီးနောက်ဆုံးလက်ကောက်ဝတ်ကိုဖျက်လိုက်တယ်သူ့ဇနီးကအဲ့ဒီမြင်ကွင်းကိုမြင်တော့လန့်ပြီးလဲကြတော့မယ်သူမကခင်မုန်းဖြစ်သူကိုကဲဖို့ပြင်တုံးပြုတ်ကျနေတဲ့ဝါယာကျိုးကဓာတ်စီနဲ့ထိလိုက်တဲ့ပောက်ကွဲတန်ကြီးတစ်ခုကြောင့်နှစ်ယောက်လုံးနေရာတိုင်းမှာတေးချသွားတယ်မြို့ထဲမှာလူတွေလှုပ်ဝက်ဆန်းကျဲစွာတေဆုံးမှုတွေတိုးလာတာနဲ့အမျှကျမ်းမာရေးဝန်ကြီးတဲ့ဒီကဘုံအချက်ကိုရှာဖွေတွေ့ရှိလာတဲ့တေဆုံးသူတိုင်းရဲ့ရုပ်အလောင်းကို broadfish တွေကကိုက်စားထားတဲ့ broadfish ကတဘာဝအဖြစ်တက်လွတ်တဝါမို့လူသားကိုစိတ်ဝင်စားဖို့မဖြစ်နိုင်ဘူးဒါပေမဲ့တေဆုံးသူအများစုရဲ့အိမ်နီးမှာအစိတ်တောက်မိုက်ပုံတစ်ပုံရှိတယ်အဲ့ဒီအမိုက်ပုံထဲမှာနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေအများပြားပါဝင်နေတဲ့အဲ့ဒီနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေက broadfish ရဲ့ဗီဇကိုပြောင်းလဲစေပြီးအသားစားတဝါအဖြစ်ဗီဇပြောင်းကထိတ်လန့်စရာနှုံနဲ့မျိုးပွားလာတာပါထဲဒီကနမူနာယူပြီးဆရာဝန်တငယ်ချင်းစီပေးလိုက်တဲ့စမ်းသပ်ကြည့်တဲ့အခါ broadfish ထဲမှာရေဒီယိုတက်တိကြော့တဲ့စင်တွေအများပြားတွေ့ရတယ်သူက broadfish ကိုကြွတ်တွေစီဖြစ်ပေးပြီးဗီဇပြောင်း broadfish ကိုစားမိရင်ဘယ်လောက်ကြာအစိတ်တင်ပြီးတေးမလဲစမ်းသပ်ခြင်းနဲ့ဒါပေမဲ့ဆရာဝန်မမျှော်လင့်ထားတာကသူ့ထက်တစ်ဆယ်စသေးတဲ့ broadfish ကကြွတ်ကိုကိုက်ပြီးစက္ကန့်ပိုင်းတွင်အသားဆိုင်ဖြစ်သွားစေတဲ့အဲ့ဒီအတော်တွင် broadfish တွေကနောက်တစ်ကြိမ်အစိတ်တင်ပြီးအလုံးရင်းနဲ့မျိုးပွားပြန်တဲ့ DNOဆရာကောင်းတဲ့မျိုးပွားနှုန်းကဆရာဝန်ကိုဒီတတဝါလေးတွေမိတ်လိုက်ခြင်းမရှိဘဲမျိုးပွားနေသလားလို့တန်တရားဖြစ်စေတယ်တေချာလေးလာပြီးနောက်ဒီတတဝါဟာတကယ်တော့လိန်နူအင်္ဂါပါတဲ့တတဝါ hermaphrodite ဖြစ်နေတာကိုတွေ့ရှိရတယ်သူတို့ရဲ့အတိုက်တွေကိုရှာဖွေပြီးကုသမှုမခံယူရင်မကြခင်မှာကဘာမြေကပိုင်ရှင်လဲသွားနိုင်တယ်နျူကလ িয়ার ညဉ့်ညမ်းမှုတန်းခံထားရတဲ့ broadfish အုပ်စုတစုကမေလာပိုက်တွေကနေအိမ်သားတွေတိုင်းအိမ်ထဲကိုရောက်လာပြီးလူသားတွေကိုပြင်းထန်စွာတိုက်ခိုက်တဲ့အရင်ကအသားများပြီးချစ်စရာကောင်းတဲ့အမြန်စားတတဝါဟာအခုတော့ကြောက်မက်ဖွယ်ကောင်းတဲ့တာရဲတိရစ္ဆာန်လိုဖြစ်သွားပြီးကြွက်တကောင်ကိုစက္ကန့်ပိုင်းတွင်ဝါမျိုးနိုင်ုံသာမကလူခန္ဓာကိုယ်ထဲကိုလည်းဝင်ပြီးအတွင်းအင်္ဂါတွေကိုစားပစ်နိုင်တဲ့ broadfish ရဲလိုက်တဲ့သူတိုင်းတရက်အတွင်းရုတ်တရက်တေးဆုံးရတဲ့စက်တက်ချက်လုပ်ဖို့ထက်တွေကရဲကြီး broadfish စီလက်ဆန့်လိုက်ပေမဲ့ကြိုက်ခံလိုက်ရတယ်ဒီ broadfish တွေဟာလိန်တူအင်္ဂါပါတဲ့အတွက်မျိုးပွားနှုံမြန်လွန်းတဲ့တာမန်ပိုးသက်ဆေးတွေလုံးဝအလုံးမဖြစ်ဘူးကံကောင်းတာကဆရာဝန်ကအထူးဆေးတစ်မျိုးတီထွင်ထားပြီးသားအဲ့ဒီဆေးက broadfish ရဲ့ကိုယ်ထဲနဲ့ထိလိုက်တာနဲ့ဓာတုဗေဒတုံ့ပြန်မှုဖြစ်ပေါ်စေတယ်ဒါပေမဲ့ broadfish ရဲ့အတိုက်ကိုအမြန်ဆုံးရှာပြီးအကြီးစားဖျက်ဆီးဖို့လိုအပ်တယ်မဟုတ်ရင်သူတို့ရဲ့မျိုးပွားနှုံကိုမမီနိုင်ဘူးထက်တွေကကျန်းမာရေးဌာနညွှန်ကြားရေးမှူးစီချက်ချင်းသွားပြီးလူအင်အားများပြားဆေးလွတ်ပေးဖို့အားလုံးကိုဥဆောင်ပြbroadfish တွေကိုတိုက်ခတ်ဖို့မျှော်လင့်ချက်နဲ့တောင်းဆိုတဲ့မထင်မှတ်ပဲညွှန်ကြားရေးမှူးကလုံးဝအရေးမဆိုင်ဘူးတဲ့တွေကအလုံးမရှိပဲလုပ်နေတယ်လို့တောင်ထင်နေတယ်ဒါပေမဲ့ညွှန်ကြားရေးမှူးရဲ့တတိမဲ့မှုကသူ့ကိုယ်သူတေချောင်းဖန်တီးတော့မယ်သူ့အိမ်သားတွေကတခုခုပန်းထွက်လာတယ်လို့မြင်လိုက်ရတယ်မကြခင်မှာအနက်ရောင် broadfish တွေအစုလိုက်ပြုံလိုက်အိမ်သားတစ်ခုလုံးကိုဖုံးလွှမ်းသွားတဲ့ညွှန်ကြားရေးမှူးရဲ့ဇနီးသူ့ကိုရှာတဲ့အခါညွှန်ကြားရေးမှူးကို broadfish တွေကဝါမျိုးစားသုံးပြီးလူပုံတနံမရှိတော့ဒါကိုတွေးလိုက်ရတယ်တစ်ဖက်မှာထဲဒီကညွှန်ကြားရေးမှူးရဲ့အကူအညီမရနိုင်တော့ပဲတငယ်ချင်းတွေနဲ့ပူးပေါင်းပြီး broadfish တွေကိုကင်တွေဖြည့်ရှင်းမဲ့နီလန်းကိုကိုယ်တိုင်ရှာရတဲ့ broadfish တွေအစပိုင်းမှာပိုက်လိုင်းတွေကနေအိမ်ထဲဝင်လာတဲ့အတွက် broadfish တွေရဲ့အတိုက်ဟာမေလာမြောင်တွင်နက်နက်မှာရှိနိုင်တယ်လို့တန်တရားရှိကြတယ်သူတို့ကအကာအကွယ်ဝစ်စုံမျိုးဝစ်စင်ပြီးရေတွင်းတွင်းတွေကိုဂရုတစိုက်လျှောက်သွားကြတယ်မောင်မိုက်ဆူဆွတ်တဲ့နေရာတစ်ခုမှာဒီတတဝါလေးတွေစုဝေးနေတဲ့နေရာကိုတေချာပေါက်တွေးလိုက်ရတယ်တိတ်သီးစွာအစုပုံနေတဲ့အသားလုံးတေးလေးတွေကလူကိုတိတ်သေးမှုကြောက်ရောဂါ dance phobia ဖြစ်စေဖို့လုံလောက်တဲ့ထက်တွေကအတိုက်မတွေ့ခင်မှာလမ်းပိတ်ဆုတ်ခံထားရတယ်ဒါနဲ့သူတို့နှစ်ယောက်ဝါယာကျိုးတွေကိုမိရှို့ဖို့စွန့်စားလိုက်တယ်ပြီးတော့ broadfish အမြောက်များကိုတစ်ချက်ချင်းလျှက်စစ်တက်လိုက်တက်ပစ်လိုက်ရတယ်အသားစီးတွေရှင်းပြီးနောက်သူတို့နှစ်ယောက်ပုံနဲ့တဲ့နေရာကိုဆက်သွားပြီးမြေအောက်ရေတွင်းရဲ့ရေလောင်ကန်ကိုတွေးလိုက်တယ်သူတို့ကကြိုတင်ပြင်ဆင်ထားတဲ့အသားစိမ်းတွေကိုအဲ့ဒီထဲပစ်ချလိုက်တယ်နောက်တစ်ဆက်
ကတ်မှာရေတွင်းရေကရုတ်တရက်တွတ်လိမ့်လှုပ်ရှားလာတယ်ဒါက Broadfish တွေရဲ့အတိုက်ဖြစ်ပုံရတယ်သူတို့နှစ်ယောက်ချက်ချင်းပြန်မှုပြင်တုံးအဖော်တစ်ယောက်ချော်လဲပြီးရေထဲကိုကျသွားတဲ့ Teddy မကဲနိုင်ခင်မှာရေထဲမှာတွေးအိမ်ကြီးဖြစ်နေပြီးအဖော်ဟာမကြခင်မှာ Broadfish တွေရဲ့အစာဖြစ်ခံလိုက်ရတဲ့ Teddy ကကြာဆုံးသွားတဲ့အဖော်ကိုအာမနာနဲ့ကြည့်ပြီးတယောက်တည်းပြန်လာခဲ့ရတဲ့အပေါ်ကိုတက်လာပြီးနောက်လမ်းတစ်လျှောက်လုံးဆရာဝန်တီထွင်ထားတဲ့အထူးဆေးတွေအမြောက်များဖြန့်လိုက်တယ်ပြီးတော့မှောက်မိုက်ထဲမှာခန်းထားတဲ့မြင်ကွင်းတစ်ခုပေါ်လာတယ်သူတို့က Broadfish တွေရဲ့အတိုက်ကိုဖျက်ဆီးပစ်လိုက်တယ် Broadfish အားလုံးမိတောက်ကြီးတဲ့ကျွမ်းလောင်သွားတဲ့ Teddy နဲ့ဆရာဝန်ကလူသားနဲ့ဗီဇပြောင်း Broadfish တွေကြားဒီတစ်ချိန်တိုက်ပွဲကိုအောင်မြင်စွာပြီးဆုံးသွားပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့မေလာမြောင်းဝါမှာကံကောင်းကြံရစ်သူတစ်ကောင်ရှိနေပြီးနေစရာနေရာအသစ်ရှာဖွေနေတာကိုတော့သူတို့သတိမထားမိလိုက်ဘူး